ကဲအားလုံးပဲနေလာပါထားချင်းကြည့် marshmallow ပြန်ကြည့်ဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်တို့တွေ block fruit တွေက C2 မှာရှိတဲ့ diamond ဆိုတဲ့ NPC ကိုကျွန်တော်တို့တွေတောင်းအောင်ပြပါတယ်ဒါပေမဲ့ကျွန်တော်မှသူ့ကိုတောက်ဖို့ level မလုံးလောက်သေးတော့ကျွန်တော်အခုအရင်ဆုံးကျွန်တော် level 950ရအောင် fan ရမှာဖြစ်ပါတယ်အဲကျွန်တော် pro ကို fan ရမယ်အခု NPC ရဲ့ mercenary တက်အောင်ပေါ့နော်ကျွန်တော် quest အတိုင်းကိုပဲပြန်လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီဟောင်းမှာကိုလူမြင်ရမှာဘာလဲဆိုတော့ကျွန်တော်ဗီဒီယိုကလက်နေလိမ့်မယ်ဒါပေမဲ့တခုကွာသွားတာက graphic တွေကပို့ပြီးကိုလူကြိုက်တဲ့ပုံစံတိုင်းကျွန်တော်ချိန်ပေးတာပေါ့နော် okay mercenary ပြီးကျွန်တော် continue လုပ်ပြီးသွားကြပါမယ် let's go ဟောတော့ကျွန်တော် NPC တွေကတော့ဒီမှာပဲရှိရ mercenary တွေကြီးပဲရောကျွန်တော်အရင်က AI အတန်ကိုကျွန်တော်သုံးပြီးတော့ radar ကိုသွားတက်တယ်ပေါ့နော်အခုကျွန်တော်က mercenary ကိုတက်နေရဖြစ်ပါတယ်ရော okay ထိရရတယ်ရောတေးလာရောတေး let's go ဟုတ်တော့လာရောကျွန်တော်ဒါပေမဲ့မချိတော့ဘူးပေါ့နော်ကျွန်တော် live fruit သုံးလိုက်တော့တော်တော်လမ်းသွားရတာကောင်းလာရောပါကတိထားပါမယ် let's go ကျွန်တော်ရောထပ်တာဘောနော်ကျွန်တော်ဒီထပ်တာကျွန်တော်ဒီ quest တွေအကုန်ပြီးသွားရင်တော့ကျွန်တော်တို့အဲ့ level 950ရောက်ရင်တော့ကျွန်တော် diamond ကိုသွားတက်ရရအနေကျွန်တော်ဟိုလာပြီးပြီးမှပြန်သွားကြည့်လာအောင် okay ဒီဝိုင်းရောင်းလေyoဒီမှာမင်းနဲ့yoတက်yoခုကနေပဲလို့ထပ်တက်ရရေးတေးနောက်တော့ကောင်တေးဒီနောက်တော့တက်ချီဆက်လုံးဒီကောင်ကြီးကကျွန်တော်အခု electric နဲ့ပြန်တက်နေရဆိုတော့ electric ကကျွန်တော် mystery ကြံသေးရပေါ့နော်ကျွန်တော်ဒီမှာ mystery ကြံနေသေးပါတယ်အဲကြောင့်ကျွန်တော်ဆက်တက်နေတာပါကျွန်တော် electric ကိုပြန်သုံးပြီးတော့ water kung fu ကကျွန်တော်ပြီးတော့မှပဲပြန်သွားယူမယ်ပြန်ဖမ်းမယ်ပေါ့နော်အဲ့လိုစဉ်းစားရပါတယ်ညာစင်တော့ပြည်ရရထပ်တယ်ရောဟဲ့လာရရောတီ let's go 3 2ရောတီ let's go လေတက်ပြီနှစ်ခါပြန်ကြည့်အောင်ဟေးကိုဝင်လဲလို့တော့အဲ့ဆိုကျွန်တော်အခုရောက်ဖို့အတွက်950ကျရင်ကျွန်တော် diamond ကိုတက်ရပြီဖြစ်ပါတယ်ကျွန်တော်တို့ let's go ဒါနဲ့ခုလူတွေကျွန်တော်နဲ့အတူတူ block fruit တွေစော့ကျင်တယ် roblox အတူတူစော့ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Takuji 12079ဆိုတဲ့အကောင့်ကိုလှမ်းအပ်လို့ရနေပါပြီခင်ဗျာ okay ထပ်ဖမ်းမယ်လာကိုလူတို့ဟို graphic ကတော့ကျွန်တော် shadow တော့မပါဘူးရဒါတော်တော်များများတော့မပါဘူးရကျွန်တော်လည်းမပါတော့မဟုတ်ဘူးဒီဒါတော်တော်များများဝင်လိုက် shadow မပါဘူးရကိုယ့်ဘာကိုထဲတာတို့ကျွန်တော်ကိုယ့်ဘာကို graphic card နော်ဖွင့်လိုက်တာတော့ဘာလို့မှပေါ်ရင်ကျွန်တော်ထင်တာပဲထပ်တာ let's go okay တက်ရော okay ထရပါရကျွန်တော်နည်းနည်းလေးလိုတော့ဒီခေါင်းလေးထပ်တက်ပြီးကျွန်တော်950ရောက်ပြီဖြစ်ပါတယ်အဲ့ကြရင်တော့ကျွန်တော်တို့တွေပေါ့နော်အဲ့ဒီကျွန်တော်နေကောင်းကိုလို့ခုနကမြင်လိုက်တာဘယ်လိုမှကြည့်တာအဘာကြီးလေကျွန်တော်တင် control fruit ဖြစ်နေရဟုတ်တယ် control fruit ဖြစ်နေကျွန်တော်ဝေရကြည့်လို့သိရင်မြင်ရဖြစ်မယ်ရောဒီခေါင်းလေးတော်တော်မာတယ်ဟောမကြည့်တော်တော်များများချရအောင်မသိဘူးရောတင်ရေး let's go နေလို့တော့ကျွန်တော် level 950ရောက်ရင် diamond တက်မှာဖြစ်ပါတယ်ကျွန်တော်စိန်လုံးကိုတက်မှာဖြစ်ပါတယ်ဒီတော့စိန်လုံးဟိုပေါ့နော်အဲ့ဒါကျွန်တော် one piece တွေကအကောင်ရဲ့နာမည် diamond ဒါပေမဲ့ diamond ကစိန်ဖြစ်နေတာဆိုတော့ဆိုးသွား electric ကျွန်တော်ဆက်ပြီးတော့ fan နေကြပါကျွန်တော် electric full မှာကျွန်တော် water kung fu ပြန်ယူမယ်ပေါ့နော်အခုကကျွန်တော်အဲ့ဘက်ကကျွန်တော် control ကြီးတော်တော်လမ်းနေရဒီကောင်ကြီးအဲ့ဘက်မှာကောင်လေးတက်နေတာဖြစ်နေဗျကျွန်တော်အဲ့ electric level fan full တော့မှကျွန်တော်တို့ water kung fu ပြန်သုံးရပေါ့နော်မဟုတ်ရင်ကျွန်တော် electric level full ဆိုရင်ကျွန်တော် finance time ဆရာကြီးမဖြစ်တော့ဘူးဗျyo okay let's go ပြီးအောင် okay yo ကြံလေးဟေးဆရာကြီးလုပ်တော့မယ်yo yes yo okay
စီရโอเคနောက်ဆုံးတော့ရောက်သွားပြီညာကျွန်တော်အခု diamond တက်ရတော့တော့950 level 950ရောက်သွားခဲ့ပါပြီကျွန်တော်အခုချိန်ကတော့ diamond တက်အောင်ဖြစ်ပါတယ်မော်ဒယ် show ရှောင်းကျွန်တော် aura အပြည့်ပဲပေါ့နော် channel တစ်ဖက်တော့ aura ကျန်လေးရဗျဒါပေမဲ့ကျန်းရပြောရမယ်ဗျကျွန်တော် let's go တောင်းမယ် okay ဟိုမှာကျွန်တော် cross လုပ်မယ်ဒီအော်ဒီကောင်တူလေးဟာကောင်းကြီးချောရတယ်နော်ရော့ရပြီ yes let's go တောင်းကျွန်တော်ဟူးရောက်ပြီဟေးဒီမှာနေတော့ဟာ boss မရှိဘူးဒီမှာငါလာမှလုံးဝ boss ပြောင်းနေဟေးကဲကျွန်တော်ပြင်ရောက်ခဲ့ပါပြီဒီလိုကျွန်တော်တက်တော့မယ်ပေါ့နော်တကယ်ပြီးရင်ကျုံတော့ဖြစ်ပါတယ်ကျွန်တော်တို့အခုတော့ဟိုမှာ boss လာခဲ့တော့ရုပ်ထီး let's go ကျော်တော့ခက်တယ်အထင်လောက်မလွယ်ဘူးကျော်ပါကတိလေးဘာမှလည်းပါလေကောင်ရုပ်ပြောအမလာပြီအေးကောက်ဆရာကြီးငါဆရာကြီးရုပ်အော်ထီးဟာငါဝင်ထီးရဲ့ရုပ်ဟောဒီပါဟာဒီလိုနေတော့ရောဟောโอเคကျွန်တော်နောက်ဆုံးတော့ level ပြီးသွားပြီဗောနော်ကျွန်တော်တို့ level ကျွန်တော်တက်သွားပါပြီပြီးရင်ကျွန်တော် quest လည်း complete ဖြစ်သွားပါပြီကျွန်တော်နဲ့အတူတူ live တက်တဲ့ကောင်ရှိရပြအဲဒါကြောင့်ကျွန်တော်တို့တော်လာမတက်နေတော့ငါလည်းပြီးပြီဆိုတော့ခုလိုကျွန်တော် video skip လိုက်တာနည်းနည်းလွယ်သွားပါတော့အဲ့တော့ခုလိုဒီနေ့ video လေးကြည့်ရှုပြီးတူးကြအောင်ဒီနေ့လည်းကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်နောက်နေ့မှာဒီထက်ပိုကောင်းတဲ့ video တွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ bye bye